2016ဖေဖော်ဝါရီလ18ရက်မိတ်ဆွေတို့ရေဂျာမနီရဲ့စွမ်းဆောင်မှုတစ်ခုနဲ့မိတ်ဆက်ပေးပါရစေမနေ့ကမှဂျမ်နိုင်ကနေအသစ်ချပြလိုက်တဲ့ Create Music တို့ကြောင့်ကျွန်တော်တို့ဂီတလောကသားတွေအလုတ်လက်မဲ့ဖြစ်ကြတော့မှလားလို့တော့စိုးရိမ်မိတဲ့အထိသူ့ရဲ့စွမ်းဆောင်ရည်ကအံ့ဩဖို့ကောင်းပါတယ်အခုဂျမ်နိုင်ရဲ့ Create Music တို့နဲ့သချင်းလေးတစ်ပုဒ်ကိုအရင်ဆုံးကျွန်တော်တို့ဖန်တီးကြည့်ရအောင်ဒီတူးကအသုံးပြုရတာတကယ်လွယ်ကူတယ်ဗျာကိုဖြစ်ချင်တဲ့အကြောင်းအရာကိုမြန်မာလိုပဲရိုးရိုးရှင်းရှင်းလေးရေးပြလိုက်ရုံပဲဥပမာအနေနဲ့ကျွန်တော်ကရန်ကုန်ဒလမြစ်ကူတရာကြီးအကြောင်းကိုတချင်းလှုပ်ချင်တယ်ဆိုပါတော့ဗျာတရာကြီးကိုဘယ်တော့မှစတည်ဆောက်တယ်အခုတော့ဖွင့်ပြီးသွားရတဲ့ဗျာဘယ်လိုအဆင်ပြေနေသွားလို့ရနေပြီဆိုတဲ့အကြောင်းလေးကျွန်တော်ဒီလိုလေးရေးပြလိုက်တယ်ဗျာအဲဆိုရင်သူကဘလို့တချင်းဘလို့ထုတ်ပေးမလဲကျွန်တော်ကြည့်ကြရအောင်ဒါဟာအိမ်မဟုတ်ဘူးမျက်စိရှိကအမှန်တရားရန်ကုန်နဲ့ဒလတကြိုးတဲ့နှလုံးသားတွေဆက်သွဲထားလေငယ်လေးနဲ့ဖြတ်တန်းခဲ့ခစ်တစ်တစ်ခုရောက်ပြီးတဲ့ကိုရမြမချစ်ကြည်ရဲ့သမိုင်းသစ်ကိုရေထိုးခဲ့ဒလတတာရွှေတတာကြီးမျောလင်းခြင်းတွေတဲဆောင် carry ပုံမစီကလာတော့မယ်မျိုးအနာဂတ်ရဲ့အလေးရောင် bridge ဒလတတာရွှေတတာကြီးအိမ်မက်တွေကိုပုံဖော်မယ် bridgeမေလာမှာစတင်တီဆောက်2016မှာအောင်ပွဲကြိုက်ရန်ကုန်နဲ့ဒလဆက်သွယ်လိုက်ပိုမိုနီးစက်လို့ပြောရခရီတာမဏိကျိုးဆိုင်အကြီးဆုံး bridge အရှည်ဆုံးလို့မှတ်တင် bridge ဆက်လေခစ်ကအတိတ်ဖြစ်အခုတော့ကားနဲ့ခစ်မီ bridge ဒလမျိုးသစ်ပိုစီကဒလမျိုးသစ်အမြန်သွားဖွင့်ဖြိုးတိုးရချစ်ကြည်ရဲ့မြမိုင်းသစ်ကိုရေထိုး bridge ဒလတတာရွှေတတာကြီးအိမ်မက်တွေကိုပုံဖော်မဲ့ bridge ပုံဖော်မဲ့ bridge ပုံဖော်မဲ့ bridgeကျွန်တော်တို့တခုတတိထားမှာကတချင်းတစ်ပုတ်အတွက်ပရောင့်ရေးတဲ့ချိန်မှာတချင်းတစ်ပုတ်ရေးပေးပါလို့ရိုးရိုးလေးပြောတာထက်ပို့ပြီးတော့တိတိကျကျရေးပေးနိုင်မယ်ဆိုရင်တော့တချင်းကောင်းတစ်ပုတ်ရမှာပါဗျာခုနကတချင်းမှာဆိုလို့ရှိရင်ဂျမ်နိုင်ကပေါ်ရော့အပ်တန်အမျိုးအစားကိုသုံးပေးထားတယ်အစာပိုင်းမှာဇလန်းပြောသလိုဘာစိတ်လှုပ်ရှားမှုမြင့်တင်ပေးမယ်pre-chorus နဲ့အားလုံးလိုက်ဆိုလို့ရမယ် chorus ဆိုပြီးတော့စနစ်တကျခွဲပေးထားတယ်။ style အနေနဲ့ဆိုရင် 4/4 ရဲ့တက်ကြွမှု electric guitar ရဲ့အားမှန်နေအပြင်မြန်မာရိုးရာပတ်တလားတန်လေးကိုပါညှက်ထည့်ပေးရတဲ့အခါကျတော့ခင်မိပြီးတော့မြန်ဆန်တဲ့ရတာကိုခံစားရစေရဗျာ။ဒါဆိုရင်ဂျမ်နိုင်ကနေပြီးတော့ content creator တွေနဲ့ဂီတသမားတွေအတွက်ကိုဘာတွေထပ်လုပ်ပေးနိုင်သေးလဲ။ကျွန်တော်ဆက်ကြည့်အောင်သူ့အနေနဲ့ခန်းစားချက်အလိုက်စာသားတွေရေးပေးမယ်ဂီတာကီးပုတ်သမားတွေအတွက်ကိုကော့တွေအကြံပြုပေးမယ်ပေါ့နော်ကီးပြောင်းတာစကီးတွေအကြောင်းကိုလည်းကျွန်တော်လေ့လာလို့ရမယ်နောက်တစ်ခုကတချင်းတစ်ပုတ်ရဲ့ကာရက်တာကိုပေါ်လင်းစေဖို့ဘယ်လိုတူရိယာတွေသုံးသင့်တယ်ဒါတွေလည်းကျွန်တော်မေးလို့ရတယ်ဗျာအဲ့တော့တော်တော်လေးအဆင်ပြေရလို့ပြောလို့ရတယ်ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဂျမ်နိုင်ကတချင်းစာသားတွေကိုရေးပေးနိုင်တာနေမဟုတ်ဘူးဗျာအဲ့ဒီစာသားတွေကိုဘယ်လိုခန်းစားချက်မျိုးနဲ့ဒီဆိုရမယ်ဘယ်လိုတူရိယာမျိုးတွေကိုသုံးသင့်တယ်ဆိုတဲ့ creative direction တစ်ခုလုံးကိုပါလမ်းညွှန်ပြသပေးနိုင်တာဖြစ်တဲ့အတွက်တချင်းဖန်တီးသူတွေအတွက်ကတော့အဖိုးတန်တဲ့တူတစ်ခုလို့ပြောရမှာပါဗျာတချင်းဖန်တီးတာကိုလွယ်ကူကူစတင်နိုင်ပြီကိုယ်စိတ်ကြိုက်ခံစားချက်တွေနဲ့စာသားတွေရေးနိုင်ဘယ်လိုပုံစံထီးလုံးမျော်လဲပြောပြလိုက်ဂျာမနီကအကြံအံကောင်းတွေအမြဲပေးမှာတခြား AI tools တွေပါပေါင်းဆက်ဖန်တီးလို့ရကိုယ့်ရဲ့တချင်းအိမ်မက်တွေကိုအကောင့်ထဲပေါ်လိုက်ပါဂျာမနီနဲ့အတူ